မင်္ဂလာပါဒီတစ်ပတ်တော့နွေရာသီနဲ့လိုက်ဖက်တဲ့အစားအစာတွေကကြောက်ကြောအမဲလုံနည်းနဲ့ကြောက်ကြောဖြိုရည်တချို့ကိုပြောပြပေးမယ်နော်ကြောက်ကြောအမဲကိုအင်္ဂလိပ်လိုတော့ grass jelly လို့ခေါ်ပြီးတော့ကျန်းမာရေးအတွက်သင့်တော်တဲ့အစားအစာတွေမှာပါဝင်ပါတယ်သူ့ကိုစားခြင်းအပြင်ရလာမဲ့ကောင်းကျိုးတွေကတော့အများကြီးပါပဲအဲ့ဒီကမှတချို့ကိုပြောပြရရင်တော့ကြောက်ကြောအမဲမှာ fiber ဓာတ်ပါတဲ့အတွက်အစာချေစနစ်ကိုအထောက်အကူဖြစ်စေပါတယ်။သွေးအတွင်းတကြားပမာဏကိုထိန်းညှိပေးပြီးတော့ cholesterol level ကိုလည်းကျစေတယ်လို့ဖတ်ရပါတယ်။တခြားကောင်းကျိုးတွေလည်းအများကြီးရှိပါသေးတယ်။ဒါပေမဲ့ဗီဒီယိုရှည်သွားမှာဆိုလို့မပြောပြတော့ဘူးနော်။ကြောက်ကြောအမဲကိုအရှိတောင်အာရှနိုင်ငံတော်တော်များများမှာအလွယ်တကူဝယ်လို့ရမယ်လို့ထင်ပါတယ်။ဒီမှာလည်း ready made တန်ဖိုးတွေတော့ဝယ်လို့ရပါတယ်။ကျမကတော့အစမ်းလုပ်ကြည့်ချင်တာနဲ့ဗီယက်နမ်ဆိုင်ကနေပြီးတော့အမုံထုတ်ဝယ်လာခဲ့ပါတယ်။ကဲဒါဆိုရင်ကြောက်ကြောအမဲအရင်ဆန်းလုပ်ကြည့်ကြရအောင်နော်အထုပ်ထဲမှာလေ90 gram ကြောက်ကြောမှုအထုပ်ရယ်နောက်ငပြောသီးအနံ့အထုပ်လေးရယ်တကြားတုပ်ရယ်ပါပါတယ်ငပြောသီးအနံ့နဲ့တကြားကိုတော့မသုံးဖြစ်ပါဘူးအညွန်းထဲမှာပါတဲ့အတိုင်းအရင်ဆုံးရေ200 ml တဲကိုကြောက်ကြောအမှုန့်ထုတ်ကိုဖောက်ထည့်ပြီးတော့သမအောင်မှွေထားပါတယ်ကြောက်ကြောမှုကိုရေထဲထည့်တဲ့အခါနဲ့မှွေတဲ့အခါမှာလေအမုံတွေအပြင်ကိုဖိတ်ကျတတ်တာမို့လို့ဖြည်းဖြည်းနဲ့တတိထားပြီးလုပ်ပါနော်တခြားတအိုးနဲ့ရေ800 ml ကိုစူအောင်တည်ပါမယ်ရေစူလိုက်ရင်မီးကိုအနှိမ်ဆုံးထိလျှော့ချလိုက်ပြီးတော့စောကဖြော်ထားတဲ့ကြောက်ကြောအမဲရေကိုလောင်းထည့်လိုက်ပါနော်ကြောက်ကြောရည်ထည့်ပြီးတာနဲ့အဆက်မပြတ်မှွေပြီးနေရပါမယ်။မှွေနေရင်ကခဏလောက်နေရင်တော့ကြောက်ကြောကအယောင်တက်လာပါလိမ့်မယ်။အဲ့ဒီခါကျရင်ဘန်းနဲ့ထည့်လို့ရပါပြီ။အဲ့ဒါပြီးလို့အေးခံလိုက်ရင်တော့ကြောက်ကြောအမဲကရပါပြီ။ကြောက်ကြောကလေခဏလေးနဲ့ခဲပါတယ်။ကျမကတော့နည်းနည်းမာလေးလိုချင်တာနဲ့ရေကို900 ml လောက်ပဲထည့်ပါတယ်။ကြောက်ကြောအေးသွားပြီဆိုရင်တော့ကိုယ်စိတ်တိုင်းညာအရွယ်ကိုလှီးပါနော်ကျမကတော့ပျော်ရည်ဖြောတောက်မှာဖြစ်တဲ့အတွက်ကြောက်ကြောကိုအတုံးအကြီးအသေးမျှပြီးတော့လှီးထားလိုက်ပါတယ်ဒါဆိုရင်ကြောက်ကြောဖြောနီးလေးတွေကိုဆက်ကြည့်ကြရအောင်နော်ရိုးကြောက်ကြောဖြော်ရည်ကတော့ကြောက်ကြောနဲ့တကြားရည်သာရှိရင်အိမ်မှာအလွယ်တကူဖြော်တောက်လို့ရပါတယ်။ချိုအေးရတာနဲ့ဆိုတော့ဘယ်ချိန်ပဲတောက်ရရိုးသွားတယ်ဆိုတာမရှိပါဘူး။မကြီးကြောက်ကြောဖြော်ရည်ကတော့မကြီးသီးနဲ့ချိုချင်းလေးကိုတောက်ရတာဆိုတော့ຫນွေပဲနေ့လည်ခင်းတောက်ရင်တော်တော်လေးတောက်လို့ကောင်းပါတယ်မစ်တီးနဲ့ဖြော်ထားတဲ့ကြောက်ကြောကတော့ဘိုဘာတီးတောက်ရတယ်လို့ပါပဲ
တာကူလုံးအစာကြောက်ကြောနဲ့အစာထိုးပြီးတောက်ရတာဆိုတော့ဘိုးဘတာကူစိတ်အလွယ်တကူဝယ်လို့မရတဲ့အခါမှာအခုလိုကြောက်ကြောနဲ့အစာထိုးပြီးတော့တောက်ကြည့်ပါနော်ပင်းတို့ကြောက်ကြောကတော့ကျမလည်းအခုမှစမ်းတောက်ကြည့်တာပါကြောက်ကြောရဲ့ခါတက်တဲ့အရာသာနဲ့ပင်းတို့အရာသာစိမ့်စိမ့်လေးမှာမှလက်ကြားအရာသာအချိုလေးနဲ့ဆိုတော့တော်တော်လေးတောက်လို့ကောင်းပါတယ်ကျမအတွက်တော့ကြောက်ကြောဖြိုရည်လေးမျိုးစလုံးကအရသာတစ်မျိုးစီနဲ့ဆိုတော့အကုန်လုံးသူ့ဟာနဲ့သူတော့တောက်လို့ကောင်းတာပါပဲကလေးတွေကတော့ mix tea နဲ့ပိုကြိုက်ပြီးတော့ပဲနုနဲ့ကြောက်ကြောမဲဟာလည်းအရန်လိုက်ဖက်တယ်ဆိုတာအခုလိုပြောတောက်ကြည့်မှသိလိုက်ရပါတယ်အစာလဲဆေးလဲအစာဆိုသလိုကျမရည်နဲ့ညညွတ်ပြီးတော့နွေရာသီနဲ့လိုက်ဖက်တဲ့ကြောက်ကြောဖြိုရည်လေးတွေကိုအဆင်ပြေလှုပ်တောက်ကြည့်ပါနော်အခုဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗီဒီယိုကိုကြိုက်နေတတ်တယ်ဆိုရင် like and share လုပ်ပေးဖို့နဲ့ကျမရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်ကြောက်ကြောဖြိုရည်နဲ့ပတ်သက်ပြီးတော့သိချင်တာမေးချင်တာရှိရင်လည်း comment မှာချန်ထားခဲ့ပါနော်နောက်တစ်ပတ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ် bye bye